ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့အခြေခံပညာထက်တန်းကျောင်းတာချီလိတ်မှာ39ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကျိုးတာချီလိတ်ခရိုင်အစိမ်းပကြီးကတ်တုံပိုစတာကွန်ပျူတာပကြီးနဲ့စာစီစာကုန်းပြိုင်ပွဲများကိုဒီကနေ့မနက်ပိုင်းမှာကျင်းပပါတယ်ပထမဦးစွာခရိုင်မူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံနှင့်တွဲဖက်တွင်မူတို့ကပြိုင်ပွဲအမျိုးအစားနှင့်ပြိုင်ပွဲစည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီးရှမ်းပြည်နယ်အာခါတိုင်းသားရေးရာဝန်ကြီးဦးထွန်းအောင်နှင့်တာဝန်ရှိသူများကပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကိုကျောင်းသုံးဗလာစာအုပ်များပေးအပ်ပါတယ်အဲဒီနောက်အခြေခံပညာမူလတန်းအလယ်တန်းနှင့်အထက်တန်းအဆင့်ကျောင်းသားကျောင်းသူပကြီးပြိုင်ပွဲဝင်22ဦးကတ်တုံးပြိုင်ပွဲဝင်9ဦးပိုစတာပြိုင်ပွဲဝင်16ဦးကွန်ပျူတာပကြီးပြိုင်ပွဲဝင်5ဦးစာစီစာကုန်းပြိုင်ပွဲဝင်18ဦးစုစုပေါင်းကျောင်းသားကျောင်းသူ68ဦးတို့ဝင်ရောက်ရှင်ပြိုင်ပါတယ်အဲဒီလိုရှင်ပြိုင်နေမှုကိုပြည်내အာခါတိုင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများခရိုင်မူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်ခင်ဝင်းကြည်နှင့်ပညာရေးဝန်ထမ်းများမူရစ်တပ်ဖွဲ့စုတာချီလိတ်မှဒုတိယရဲမှူးနှင့်မူရစ်တပ်ဖွဲ့ဝင်များခရိုင်မျိုးနဲ့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးပါသည်အဆိုပါပြိုင်ပွဲမှာဆုရရှိကြသူများကိုဇွန်လ26ရက်မှာကျင်းပမယ်39ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားမှာဆုများပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်